ကဘာပေါ်မှာထမင်းမစားတဲ့နိုင်ငံ9နိုင်ငံနံပါတ်1အိုင်ယာလန်နိုင်ငံဟုတ်ပါတယ်ဒီနိုင်ငံမှာထမင်းမစားပါဘူးသူတို့ရဲ့အဓိကအစားအစာကအာလူးဖြစ်ပါတယ်အာလူးကိုမှပြုတ်စားတာဖုတ်စားတာထောင်းစားတာကြော်စားတာစသဖြင့်မျိုးစုံနေအောင်လှုပ်စားကြပါတယ်ကိုကန်နွန်ဆိုတဲ့ဟင်းလျာကတော့အိုင်ယာလန်ရဲ့နာမည်အကြီးဆုံးရိုးရာဟင်းတာဖြစ်ပြီးအာလူးထောင်းကိုခေါ်ပြီးတော့ထောဘတ်တို့နဲ့ရောနေထားပြီးတော့အရန်စားကောင်းတယ်လို့သိရပါတယ်နံပါတ်2မက္ကဆီကိုနိုင်ငံဒီနိုင်ငံမှာကတော့ထမင်းကိုလုံးဝမစားတာမျိုးမဟုတ်ပဲအာရုစ်ရိုဟိုလို့ခေါ်တဲ့ခရမ်းညင်လေးနဲ့ချက်ထားတဲ့ထမင်းတွေကိုတော့ဟင်းရံနေနဲ့စားကြပါတယ်ဒါပေမဲ့ဒီနိုင်ငံရဲ့အဓိကအစားအစာကတော့ပြောင်းမှုပဲဖြစ်ပါတယ်သူတို့နိုင်ငံဟာလည်းအိုင်ယာလန်နိုင်ငံလိုပဲပြောင်းမှုကိုမျိုးစုံလှုပ်ရှားကြပြီးတော့ပဲအမျိုးမျိုးကိုလည်းစားကြပါတယ်တော်တီလာဆိုတဲ့ဟင်းလျာကတော့မက္ကဆီကိုနိုင်ငံရဲ့နာမည်ကြီးဟင်းလျာတွေကတစ်ခုဖြစ်ပြီးပြောင်းမှုကိုအဓိကသုံးပြီးပြုလုပ်ထားတယ်လို့သိရပါတယ်နံပါတ်3အီတလီနိုင်ငံအီတလီမှာဆန်ကို risotto လို့ခေါ်တဲ့နာမည်ကြီးဟင်းလျာအနေနဲ့စားသုံးတာမျိုးရှိပေမဲ့ထမင်းဖြူကိုအဓိကထားစားတာမျိုးမဟုတ်ပါဘူးအီတလီနိုင်ငံရဲ့အဓိကအစားအစာကတော့ဂျုံလို့ပြောလို့ရပါတယ်ဂျုံနဲ့ပြုလုပ်ထားတဲ့ပီဇာဟာလည်းလူကြိုက်များသလိုပါစတာကလည်းအီတလီရဲ့နာမည်ကြီးအစားအစာဖြစ်ပြီးတော့ပေါင်မုတ်ကိုလည်းများစွာစားသုံးကြပါတယ်နံပါတ်4ဂျာမနီနိုင်ငံရဲ့အဓိကအစားအစာတွေကတော့အာလူးနဲ့ပါမုတ်ပဲဖြစ်ပါတယ်အာလူးကိုမျိုးစုံနေအောင်လှုပ်ရှားကြပြီးတော့ဂျာမနီကကမ္ဘာပေါ်မှာပါမုတ်အမျိုးအစားအများဆုံးရှိတဲ့နိုင်ငံထဲမှာပါပါတယ်ပါမုတ်အမျိုးအစားပေါင်း3000ကျော်ရှိပြီးမနက်စာနဲ့ညစာတွေမှာပါမုတ်ကိုအဓိကထားစားကြပါတယ်ဂျာမန်ဝုတ်ချောင်းဟာလည်းကမ္ဘာပေါ်မှာနာမည်ကြီးပါတယ်ဆာဝါခရော့ဟာဂျာမနီရဲ့နာမည်ကြီးခေါ်ပြီးတော့အချင်းဖြစ်ပြီးအသားဟင်းတွေရဲ့အဆီကိုပြည့်စေဖို့နဲ့အစာကြည်စေဖို့အတွက်အမြဲစားသုံးကြပါတယ်နံပါတ်5အီသီယိုးပီးယားနိုင်ငံရဲ့အဓိကအစားအစာကလည်းဆန်မဟုတ်ပါဘူးသူတို့ရဲ့အဓိကအစားအစာကတော့ injera လို့ခေါ်တဲ့ပါမုတ်အပြားကြီးတစ်မျိုးဖြစ်ပါတယ် injera ကိုသေးငယ်တဲ့ကောက်နှံတစ်မျိုးဖြစ်တဲ့ tuff အမုံနဲ့ပြုလုပ်ထားပြီးတော့အရသာကတော့အနှဲငယ်ချင်ပါတယ်အီသီယိုးပီးယားလူမျိုးတွေဟာ injera ပါမုတ်ပြားကြီးကိုလေမန်းပေါ်မှာခင်းထားပြီးအပေါ်ကနေအသားဟင်းတွေအသီးရွက်ဟင်းတွေနဲ့အတူစားကြပါတယ်ကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့နိုင်ငံတွေရဲ့လူမျိုးတွေဟာထမင်းမစားဘဲနေနိုင်တယ်လို့မိတ်ဆွေကိုလည်းသူမှမချစ်ပဲနေနိုင်ပါတယ်ရှိရှိပြီလို့ကျေးဇူးတင်ပါတယ်